အခုမှဒါမှာ Raven လုပ်ပြီးမှတိတ်တိတ်လေးခိုးချမ်းနေတဲ့ hero တစ်ကောင်ရှိပါတယ်။ဟီရိုလေးကတော့တစ်ချိန်ကဆယ်လီဝိုင်းကင်ပြီးကျန်းခဲ့တဲ့ရီဆန်းရှင်းဆိုတဲ့ဆရာကြီးပဲဖြစ်ပါတယ်။ကျန်းယုံတင်မဲလားဆိုတော့ကျန်းယုံတင်မဟုတ်ဘဲနဲ့လုံးဝကန်းရလဲလွယ်ကူလာအထိဖြစ်ပါတယ်။ဘလို့တွေကြောင့်ကန်းရလွယ်ကူလာလဲဆိုတာကျွန်တော်ဒီဗီဒီယိုမှာပြပြပေးမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ Raza အနေနဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့အတွက်ကျွန်တော်ပြောချင်ပါတယ်။ရီဆန်းရှင်းရဲ့ hero မှာအခုလိုအဝိုင်းထည့်ပေးလိုက်တာကို Raza ကိုတတိထားပြီးမှာပဲဖြစ်ပါတယ်။ပြီးတော့ enemy နာကတ်သွားတဲ့ချိန်ကျရင်အခုလိုအများပုံစံလေးနဲ့ဓာတ်ပုံစံလေးပေါ်နေတာကို Raza ကိုတတိထားမိလား။အဲ့ဒီနှစ်ချက်ကြောင့်ရီဆန်းရှင်းဆိုတဲ့ hero ကကန်းလာလွယ်ကူလာတာပဲဖြစ်ပါတယ်။ Raza အနေနဲ့ကပတ်စားတဲ့နေရာမှာကျွန်တော်တို့ရှေ့တို့နောက်ဆုတ်ကိုဗျာမလုပ်တတ်ဘူးဆိုရင်အဲ့များပုံစံလေးနဲ့ဓာတ်ပုံစံလေးကိုကြည့်ပြီးတော့လုံနိုင်ပါတယ်ပို့ပြီးတော့အစင်လဲပြေပါတယ်ဒီမှာဆိုလဲ Raza တို့တစ်ချက်လောက်ပဲကြည့်လိုက်ဗျာနောက်တစ်ချက်ကတော့ရီဆန်းရှင်ရဲ့ ultimate ဒါကတော့အခုမှ Raven လောက်ထားတဲ့ရီဆန်ရှင်ရဲ့ ultimate ပဲဖြစ်ပါတယ်။သူကဆိုရင်လေးနဲ့လမ်းတိုက်ပြီးတော့အပေါ်ကနေစပဲတွေကျလာတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ရီဆန်ရှင်ရဲ့ ultimate က Raven မလုပ်ခင်ကဘယ်လိုလဲဆိုတာ Raza တို့တော့သိမှာပါ။ကျွန်တော်ကတော့အခုအသစ်လုပ်ပေးထားတဲ့ reason ရှင်ရဲ့ ultimate ကိုတော့ကျွန်တော်ကြိုက်ပါတယ်။ဘာလို့လဲဆိုတော့ဒီမှာပဲ brother တစ်ချက်လောက်ကြည့်လိုက်ဗျာ။လိမ့်နဲ့ပြေးတိုက်ပြီးမူးနေတဲ့အချိန်မှာကိုက AC လေးဝင်ပြီးတော့ပြည့်ရုံပဲဗျာ။ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီ ultimate ကို revamp လုပ်ပေးတာတော်တော်ကိုသဘောကျပါတယ်။ဒီ reason ရှင်ရဲ့ ulti ကြောင့်ဗျာကျွန်တော်တို့ကိုယ့်ရဲ့အသင်းကိုလည်းအထောက်အကူပြည့်မယ်။ပြီးတော့ကေးရနိုင်ကြီးလည်းကျွန်တော်တို့အများဆုံးရှိရဗျာ။ကျွန်တော်တို့ OLD လိုမျိုးတော့ကေးကောက်လို့မရတော့ပေမဲ့ဒီ AD ကတော့ကျွန်တော်တော်တော်သဘောကျတဲ့အထင်မှာပါပါတယ် brother တို့ကဘယ်လိုမြင်လဲဗျာ။ကာယကလည်းလုံးဝကောင်းလာလို့ဗျာ damage ဆိုတာရတယ်လုံးဝအနှစ်ကြီးတွေကြီးပဲဗျာဒါကြောင့်မလို့ပွဲတစ်ပွဲမှာ brother အနေနဲ့ hyper ကိုင်မှုစဉ်းစားနေမယ်ဆိုရင်တော့ရီဆန်းရှင်းကိုကိုင်မှုကျွန်တော်အကြံပေးချင်ပါတယ်လုံးဝမိုက်တဲ့ hero တစ်ကောင်ဖြစ်နေပြီပေါ့ဗျာရင်တော့ပုံစံတွေမရှိတော့ပေမဲ့အခု revamp လုပ်ပေးထားတဲ့ပုံစံတွေလည်းတကယ်ကိုကျန်းတဲ့ပုံစံတွေပဲဖြစ်ပါတယ်ရီဆန်းရှင်းကိုင်ပြီးတော့ကိုကအရင်ခေါင်းတိုးမဝင်မှုပဲလိုတာပါကိုကအနောက်ကနေ AC ကေးလေးလိုက်ကောက်တက်မယ်ဆိုရင် brother အနေနဲ့ကတော်တော်ကိုအဆင်ပြေနေပြီဗျာဒါကြောင့်မလို့အရင်ခေါင်းတိုးမဝင်မယ်နဲ့ကိုကအနောက်ကနေ AC ကေးလိုက်ကောက်ဖို့ပဲစဉ်းစားပါကိုကကို Superman လို့ထင်နေဆိုရင်တော့အရှိကနေခေါင်းတိုးဝင်လိုက်ပါခေါင်းတိုးဝင်လို့ကိုကတောက်လျှောက် enemy ကိုကေးရပေးရပြီဆိုရင်မင်းပြောတဲ့ရီဆန်းရှင်းကကြမ်းလဲမကြမ်းဘူးကွာဆိုတော့လာမလုပ်ပါနဲ့ brother အနေနဲ့ကပါတီဆော့လို့ရီဆန်းရှင်းကိုကင်မယ်ပဲဖြစ်ဖြစ်ဆိုလိုဆော့ပြီးတော့ရီဆန်းရှင်းကိုကင်မယ်ပဲဖြစ်ဖြစ်လုံးဝကင်လို့ကောင်းတဲ့ hero တစ်ကောင်ဖြစ်ပါတယ်ဒါနဲ့စကားမဆက်ပြကျွန်တော်ရဲ့ဒီ YouTube channel လေးကိုလည်း subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်နောက်တဲ့ဒီလိုဗီဒီယိုလေးတွေမျှဝေပေးမှဖြစ်တဲ့အတွက်ကျွန်တော်ကို supporting ပေးကြပါအောင်ဗျာကျွန်တော်ကတော့မုံမရှိအဆုံးထိချစ်နေမယ်ကွီးပေါက်ပဲဖြစ်ပါတယ်ခင်ဗျာ